ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြသပေးမယ့်ပစ္စည်းလေးကကျွန်တော်တို့ဒီခွေးလေးတွေမှာထိန်းတဲ့ head holder လေးပေါ့နော်ခေါင်းထိန်းကြိုးလေးနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ်ဒီခေါင်းထိန်းကြိုးလေးတွေကကျွန်တော်တို့ဘလို့ခွေးမျိုးစားလေးတွေမှာသုံးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဥမာအရန်ထိန်းချိုးရခက်တဲ့ခွေးမျိုးလေးတွေပေါ့နော်အရန်ထိန်းချိုးရခက်တဲ့ခွေးလေးတွေနောက်အရန် hyper active ဖြစ်တဲ့ခွေးမျိုးလေးတွေနောက်လုံလုံကျူးကျူးပေါ့လုံလုံကျူးကျူးအရန်ကိုစော်ကစားတဲ့ခွေးမျိုးတွေပေါ့နော်အရန်ခုံတဲ့ကလေးမျိုးတွေနောက်တစ်ခုကကျွန်တော်တို့ဒီဥမာလူပေါ့အခြားလူတွေဥမာစိုက်ကဲတို့ကားတို့လိုရန်လိုက်လူတတ်တဲ့ကလေးမျိုးတွေနောက်တစ်ခုကအချင်းချင်းကိုကျွန်တော်တို့ဒီဥမာရန်လူတာပေါ့ခွေးချင်းချင်းရန်လူတဲ့အခါမျိုးမှာဒီ head holder လေးကိုသုံးခြင်းအပြင်ကလေးတွေရဲ့ဒီဘယ်လိုပြောရမလဲဒီ direction တွေကိုပြောင်းပြီးတော့တည်တည်ငြိမ်ငြိမ်ဖြစ်စေတယ်ပေါ့နော်အဲ့တော့ဒီ head holder လေးကိုသုံးတဲ့အခါမှာကျွန်တော်တို့ဒီပြောရရင်ဒါလိုက်သုံးလို့မရဘူးဗျဒါလိုက်သုံးမယ်ဆိုတော့အဆင်မပြေပါဘူးဗျသူတို့အရင်ဆုံးကျွန်တော်ဒါကိုသုံးမယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်ဒီ trick လေးနဲ့ trainer မျိုးပေါ့နော်တက်ချင်း trick လေးကျွေးမယ် trick လေးကျွေးတာမျိုးလုပ်မယ်နောက်ပြီးတော့ဒီဘယ်လိုပြောရမလဲ shock section အနေနဲ့ပဲခဏပဲတက်မယ်တက်ပြီးပြန်ဖြုတ်တာမျိုးသုံးမယ်နောက်တစ်ခုကကျွန်တော်တို့ဒီ price လောက်ပေးတာမျိုးပေါ့နော်ချီးမွမ်းပေးတာမျိုးတွေလုပ်မယ်ဆိုမှပဲလုပ်ပေးတဲ့အခါမျိုးမှာပဲကျွန်တော်တို့ကနောက်ပိုင်းမှာအသားကျသွားမယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ကျွန်တော်ဒီဟာကိုသုံးတဲ့အခါမှာကျွန်တော်နောက်အသုံးဝင်ပုံလေးတွေပေါ့ခွေးကိုမနိုင်တဲ့ဒီမှာတက်ကြီးရွယ်အိုတွေပေါ့နော်လူငယ်လေးတွေပေါ့အရန်ဆွဲတဲ့ခွေးတွေကြာရင်ကျိုးဆွဲလို့မနိုင်ဘူးလေမနိုင်တဲ့အခါမှာဒီကောင်ကိုသုံးခြင်းအပြင်ကလေးကတည်တည်ငြိမ်ငြိမ်ဖြစ်တယ်ပေါ့နော်ကောင်းကောင်းထိန်းချုပ်ရလွယ်တယ်နောက်တစ်ခုကဥမာစေကန်းနေစေယုံစေကန်းနေသွားတဲ့အခါမျိုးမှာရန်စိတ်လှုပ်ရှားတတ်တဲ့ကလေးမျိုးတွေမှာလည်းကျွန်တော်ဒါတက်တဲ့အခါမှာတည်တည်ငြိမ်ငြိမ်နဲ့ထိန်းချုပ်ရလွယ်ပါတယ်ဗျာနော်အဲ့တော့ဒီတက်ပုံတက်နည်းလေးကိုလည်းကျွန်တော်ဒီနောက်ဗီဒီယိုအခုဒီဗီဒီယိုရဲ့နောက်မှာကျွန်တော်ဗီဒီယိုလေးနဲ့ရိုက်ပြပေးထားပါတယ်ဗျာနော်နောက်တစ်ခုကဒါတော့ KG နဲ့တော့သွားလို့မရဘူးဗျာသူရဲ့နှာခေါင်း size နဲ့ခေါင်းရွယ်စားမှာပဲကျွန်တော်တို့ကအသုံးပြုလို့ရပါတယ်ဗျာနော်ဥမာ KG နဲ့ချိန်ပြီးတော့လုံးဝသုံးလို့မရပါဘူးဒီ size ဆိုရင်ကျွန်တော်အခုဒါ medium size အငယ်ဆုံးပေါ့နော်ဒါကျွန်တော်ဒီမှာရှိတဲ့ medium size ရှိမယ်နောက်တစ်ခုကဒီအပြာလေးကဒါ leg size ပေါ့ leg size ရှိမယ် leg size ဆိုရင်တော့ကျွန်တော်တွေးကြည့်တာဒီပေါ့ GSC အကြီးပိုင်းလောက်ပဲရမယ်အငယ်ဆိုရင်တော့မှကျွန်တော်ဒီ medium လောက်ပဲရလိမ့်မယ်ဒါကတော့အရန်ကောင်းကြီးတဲ့ဥမာ Great Dane လို့ခွေးမျိုးပေါ့ Pitbull လို့အရန်ခေါင်းအရန်ကြီးတဲ့ Rottweiler လို့ဟာမျိုးဆိုတော့ဒါ XL ပေါ့နော်ဒီကတော့တိတ်ပြီးတော့နဲလိမ့်မယ်ဒီကောင်သုံးတဲ့ခါကျရင်တော့သုံးပြဖို့ကတော့ဘာလို့ခေါင်းအရန်ကြီးနှုတ်ပြီးအရန်ဟိုပါပေါ့ကြီးတဲ့ကလေးမျိုးမှာပဲသုံးလို့ရမယ်နောက်တစ်ခုကအခုကျွန်တော်ပြမယ်ဒီနှာတူတဲ့ခွေးမျိုးလေးတွေပေါ့နော်ဒီလို Frenchie လေးတွေဆိုရင်တော့သုံးဖို့အဆင်မပြေပါဘူးဗျတက်လို့လည်းမရပါဘူးဗျနော်ဟုတ်ကဲ့ဒီကျိုးလေးကိုအခုဒါဘယ်လိုအသုံးပြုရလဲဆိုတာလေးကိုကျွန်တော်အခုနောက်မှာဗီဒီယိုလေးကျွန်တော်တင်ထားပေးပါတယ်ဗျာနော်ဟုတ်ကဲ့ဒီကျိုးလေးကိုစိတ်ဝင်စားလို့မှာယူခြင်းတယ်ဆိုတော့ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ဖြစ်တဲ့0950870002ကိုဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ကျွန်တော်ဒီ Delhi ရောက်တဲ့နေရာတိုင်းကိုကျွန်တော်ပို့ပေးပါမယ်ဗျာနော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် hifi.training school founder မျိုးမင်းပါTangannya kecil, kalau mangan